ကျွန်တော်တို့ site ထဲမှာတစ်ခါတလေ concrete strength နေရလေ test tube test တွေလုပ်လိုက်တဲ့အခါမှာတတ်မှတ်ထားတဲ့ design strength နဲ့မရတာကြီးကြုံတာပေါ့နော်ဥပမာဆိုကြပါစို့ design strength က4500 psi လို့ပြောတယ်ရတဲ့ result တွေကဒီမှာနော်4600 4900 4200စသဖြင့်အဲ့လိုတွေရရင်ဘယ်ဟာကိုကျွန်တော်တို့က reject လုပ်ရမှာလဲဘယ်ဟာက pass ဖြစ်လဲဘယ်ဟာ fail ဖြစ်လဲဆိုတာအဆုံးဖြတ်လို့ခက်တတ်ကြပါတယ်တခါလေအငင်းပွားတာလည်းရှိတယ်ပေါ့နော်ဥပမာဒီမှာဆို4500တတ်မှတ်ထားတဲ့ဟာကိုကျွန်တော်တို့က4200ရရင် pass ဖြစ်သလား fail ဖြစ်သလားဒီမှာ4200ကို pass လို့ပြောထားတယ်နော်ဒါလေးတွေကဘယ်လိုလုပ်လဲဆို ACI မှာသူက criteria နှစ်ခုပြထားတယ်တစ်ခုက3 test average နဲ့တစ်ခုကတော့ average က3 test average ပေါ့နော်အဲ့ average ကိုမျိုးပြီးယူတယ်နောက်တစ်ခုက individual result အဲ့ criteria နှစ်ခုလုံးကို pass ဖြစ်ရင်သူက pass ဖြစ်တယ် criteria နှစ်ခုမှာတစ်ခု fail ဖြစ်ရင်တော့ fail ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင် test result 6ခုကိုနမူနာပြထားတယ်4500အတွက်နောက်တစ်ခါ6000အတွက်နမူနာပြထားတယ်ပြောချင်တာတော့ဒါလေးကိုကျွန်တော်တို့က theory ဘိုင်းရရှင်းပြတာတစ်ပိုင်းပေါ့နော်ဒါလေးကိုကျွန်တော် Excel ထဲထည့်ထားလို့ရှိရင်အဖြေဒီကိုယ့်ဟို site ထဲမှာအလွယ်တကူ Excel ထဲထည့်ထားရင်တခါတည်းဒီ Excel file ထဲမှာ data ရိုက်ထည့်လိုက်တာ ਨੇ ဒီကောင်ကြီး pass ဖြစ်လား fail ဖြစ်လားဆိုတာပေါ်မယ်ဒီမှာဆိုရင်ကျွန်တော်4200ကိုဘာလို့မ pass ဖြစ်လဲပေါ့နော်သူက criteria နှစ်ခုကဒီမှာ3 average ကဒီမှာ4533ရတယ်လိုအပ်ချက်က average ကတကယ်တမ်းပြောရင်ကျွန်တော်တို့ဒီမှာဆိုရင်4500တဲ့ကြော်ရလားပေါ့ကြော်တယ် yes เนาะနောက်တစ်ခါ individual ကြတော့သူက4000တဲ့ကြော်ရဲလားဒီမှာကြော်ရဲ yes ဆိုရင်သူက pass ပေါ့ဒီမှာကြတော့ကြည့်လိုက်ကျွန်တော်တို့ဒီမှာ4500တော့ရတယ်တခုတည်းတော့အောင်သူ့ကိုကြည့်လိုက်ရင်သူ့ရဲ့ result 4500ဆိုဒီမှာ4500 pass ဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ဒီ test 3ခု average တော့4443ပဲရတယ်4433ပဲရတယ်အဲ့တော့ average က4500မကျော်ဘူးမကျော်တဲ့တရားသူက fail ဖြစ်သွားပြီဒီမှာ no 4000တခုချင်းအနေနဲ့တော့4000ကျော်တကြောင် pass တခုကတော့ fail ဖြစ်တယ်တခုကအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီကဏ္ဍလေးတွေကိုပြောချင်တာကတော့ဒီ Excel file လေးတွေထဲဒီကဏ္ဍလေးတွေကိုရိုက်ထည့်လိုက်တာဒီမှာ4300ရမယ်ဆိုကြပါစို့เนาะ4300ရိုက်လိုက်မယ်ဒီကောင်တစ်ဖြည်းတက်လာတယ်ဒီကောင်4500က4600ဖြစ်သွားမယ်เนาะကဏ္ဍလေးတွေကိုရိုက်ထည့်လိုက်တာ ਨੇ ဒီကောင်ဆိုရင်သူ pass ဖြစ်သွားပြီအကယ်၍အဲ့ထဲမှာဒီကောင်က4000ပဲဖြစ်နေမယ်เนาะတစ်ခုခုကျသွားရင်ပေါ့သူ average ပါပြန်စစ်တာဟောကျန်တဲ့ကောင်တွေ fail ဖြစ်သွားပြီပြောချင်တာကတော့ကျွန်တော်ဓာတ်လိုလေးတွေပါပဲဒီကဏ္ဍတွေထဲမှာလည်းဒီမှာဆိုလဲ6000အတွက်ကျွန်တော်6000 PS ဆိုရင်ဒီက criteria နှစ်ခုနဲ့ပြန်တွက်ထားတယ်ဒီအပြာရောင်လေးတွေကပြအရေးကြီးတာလေးတွေပေါ့နော်ဒီ criteria လေးနဲ့ပြန်တွက်လိုက်လို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ result လေးတွေကိုအလွယ်တကူအဆင်ပြေရနိုင်တယ်ဆိုတာလေးကိုပြောချင်တာပါအသေးစိတ်ရှင်းပြတာသိချင်ရင်တော့ဆက်ပြီးတော့ကြည့်ကြပါဦးနော်မင်္ဂလာပါခင်ဗျာဒီနေ့ webinar မှာကျွန်တော်တို့ဆွေးနွေးသွားမယ့်ခေါင်းစဉ်က concrete compressive strength test result ကိုဘယ်လိုအကဲဖြတ်မလဲအဲ့ test result တွေကသက်ဆိုင်ရာ standard တွေရဲ့ acceptance လုပ်လို့ရသေးလားဆိုတော့မိကွန်းတွေ site မှာမကြာခဏကြုံတွေ့ရပါတယ်အဖြေကတော့အသုံးပြုထားတဲ့ design standard ပေါ်မှာမူတည်ပါတယ် standard တစ်ခုနဲ့တစ်ခုက acceptance rules မတူကြပါဘူးဒီ training session မှာတော့ကမ္ဘာတစ်ဝန်းအသုံးအများဆုံးဖြစ်တဲ့ concrete design နဲ့ construction standard ခုကိုအခြေခံပြီးတစ်ခုချင်းစီရဲ့ acceptance criteria ကိုနှိုင်းယှဉ်လေ့လာသွားမှာဖြစ်ပါတယ်အဲ့ဒီ standard တွေကတော့ ACI 318 အမေရိကန်နိုင်ငံမှာအသုံးပြုတဲ့ standard EN 206ဥရောပနိုင်ငံများမှာအသုံးပြုတဲ့ standard IS 456အိန္ဒိယနိုင်ငံရဲ့ reinforced concrete standard JSS5 ဂျပန်နိုင်ငံရဲ့ building construction specification SSEN 206စင်ကာပူနိုင်ငံမှာအသုံးပြုနေတဲ့ concrete standard တို့ဖြစ်ကြပါတယ် training အဆုံးမှာတော့ဘယ်နိုင်ငံက standard ကိုအသုံးပြုထားသည်ဖြစ်စေ compressive strength test report တစ်စောင်ကိုကြည့်လိုက်တာနဲ့ concrete က acceptance criteria ကိုပြည့်မီသလားမပြည့်မီဘူးလားဆိုတာကိုယုံကြည်မှုအပြည့်နဲ့ဆုံးဖြတ်နိုင်တဲ့အဆင့်အထိနားလည်လာပါလိမ့်မယ်ဒါကြောင့်ဒီနေ့ session ကိုအခြေခံကနေစပြီး practical examples တွေနဲ့အတူတစ်ဆင့်ချင်းလေ့လာသွားကြရအောင်ကျေးဇူးတင်ပါတယ်ကဲစလိုက်ကြရအောင်အခုဒီ slide မှာတော့ concrete quality control ရဲ့အခြေခံအယူအဆတစ်ခုကိုအရင်ဆုံးနားလည်အောင်လေ့လာကြရအောင် concrete အတွက်ကျွန်တော်တို့စမ်းသပ်တဲ့ properties တွေထဲမှာ compressive strength ဆိုတာ test result တစ်ခုတည်းကောင်းရုံနဲ့မဆုံးဖြတ်ပါဘူးတခါတရံ cube တစ်လုံးဒါမှမဟုတ် cylinder တစ်လုံးရဲ့ strength result က specified strength ထက်အနည်းငယ်လျော့နည်းနေနိုင်ပါတယ်အဲ့ဒီလို result တစ်ခုတည်းကြောင့် concrete တစ်တုပ်လုံးကို reject လုပ်ရမယ်လို့မဆိုလိုပါဘူးဘာကြောင့်လဲဆိုတော့ concrete ဆိုတာ manufacturing product တစ်ခုဖြစ်ပြီး raw material mixing transportation placement compaction curing နဲ့ testing process တွေရဲ့တက်ရောက်မှုကြောင့် natural variation အမြဲရှိနေတတ်ပါတယ်ဒီလို variation ရှိတာကို international standard အားလုံးကလက်ခံထားပြီးဖြစ်ပါတယ်ဒါကြောင့် ACI 318 EN 206 IS 456 GSF5 နဲ့ SSEN 206 စတဲ့ standard တွေဟာ test result တစ်ခုချင်းစီကိုမကြည့်ပဲ test result စုလိုက်ရဲ့ statistical performance ကိုအခြေခံပြီး acceptance ဖြစ်သလား additional investigation လိုအပ်သလားဒါမှမဟုတ် reject လုပ်သင့်သလားဆိုတာကိုသက်ဆိုင်ရာ standard အတိုင်းယုံကြည်စိတ်ချစွာဆုံးဖြတ်နိုင်ပါလိမ့်မယ်အခုနောက် slide မှာတော့ concrete strength acceptance ကိုဆုံးဖြတ်တဲ့အခြေခံ principles တွေကိုစတင်လေ့လာသွားကြပါမယ်အ
အခု slide မှာတော့ concrete compressive strength test ကိုစတင် sample ယူတဲ့အဆင့်ကနေ acceptance ဆုံးဖြတ်တဲ့အဆင့်ထိဘယ်လိုဆောင်ရွက်တယ်လဲဆိုတာကိုအချင်းချုပ်လေ့လာသွားပါမယ်။ concrete strength test ဆိုတာ crushing machine နဲ့ specimen ကိုဖိပြီး sample ရုံနဲ့မဟုတ်ပါဘူး။အဆင့်တိုင်းကိုစနစ်တကျလိုက်နာမှသာယုံကြည်စိတ်ချရတဲ့ test result ရရှိနိုင်ပါတယ်။ပထမအဆင့်က fresh concrete sampling ဖြစ်ပါတယ်။ concrete mixer truck က site ကိုရောက်လာတဲ့အခါ fresh concrete sample ကို cylinder specimen ကိုတော့ American နိုင်ငံနဲ့ ACI standard ကိုအသုံးပြုတဲ့ project တွေမှာအဓိကအသုံးပြုပါတယ်။ဒါကြောင့် test report ကိုဖတ်တဲ့အခါ cube strength လား cylinder strength လားဆိုတာကိုအရင်ဆုံးစစ်ဆေးဖို့အရေးကြီးပါတယ်။ဒါအဆင့် test machine ထဲမှာထည့်ပြီး load ကိုတဖြည်းဖြည်းတိုးပေးသွားပါတယ်။ specimen ပျက်စီးတဲ့အချိန်မှာရရှိတဲ့ maximum load ကိုမှတ်တမ်းတင်ပြီးအဲ့ဒီ load ကို specimen ရဲ့ cross sectional area နဲ့တွက်ချက်က compressive strength ကိုရရှိပါတယ်။ဒါပေမဲ့အရေးကြီးဆုံးအဆင့်ကဒီနောက်မှာစတင်ပါတယ်။ test result ရပြီဆိုတာနဲ့လုပ်ပြီးသွားတာမဟုတ်ပါဘူး။ရရှိလာတဲ့ strength result တွေကိုသက်ဆိုင်ရာ standard ရဲ့ acceptance criteria နဲ့တိုင်းရှင်စစ်ဆေးပြီး concrete ကို accept လုပ်မလား additional investigation လုပ်မလား reject လုပ်မလားဆိုတာကိုဆုံးဖြတ်ရပါတယ်။ဒီ presentation ရဲ့ကျန်တဲ့အပိုင်းတွေမှာတော့ international standards အသီးသီးရဲ့ acceptance criteria တွေကိုအသေးစိတ်လေ့လာသွားမှာဖြစ်ပါတယ်။အဲ့ဒီ criteria တွေကိုနားလည်ထားခြင်းက site engineer, QA QC engineer နဲ့ consultant engineer တိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ professional skill တစ်ခုဖြစ်ပါတယ်။အခုကစပြီးနိုင်ငံတကာ standard တစ်ခုချင်းစီရဲ့ concrete acceptance criteria တွေကိုအသေးစိတ်လေ့လာသွားပါမယ်။ပထမဆုံးလေ့လာမယ့် standard ကတော့ American နိုင်ငံရဲ့ ACI 318-19 ဖြစ်ပါတယ်။အထူးသဖြင့် section 26.12.3.1 မှာ concrete compressive strength acceptance criteria ကိုရှင်းလင်းစွာဖော်ပြထားပါတယ်။ဒီနေရာမှာ engineer တိုင်းမှတ်ထားရမယ့်အရေးကြီးဆုံးအချက်က concrete ကို accept ဖြစ်တယ်လို့သတ်မှတ်နိုင်ဖို့ criteria ချက်စလုံးကိုတစ်ပြိုင်တည်းပြည့်မီရပါမယ်။အချက်တည်းပြည့်မီရုံနဲ့မလုံလောက်ပါဘူး။ပထမဆုံး criteria running average requirement ပထမဆုံးစီးမြင့်ကတော့ running average ကိုစစ်ဆေးတာဖြစ်ပါတယ်။လုပ်ပုံလုပ်နည်းကရိုးရှင်းပါတယ်။စက်တက်ရရှိလာတဲ့ test result 3ခုကိုရွေးယူပြီး average တွက်ချက်ရပါတယ်။ဒီ average value က specified compressive strength ထက်မနည်းရပါဘူး။ဥပမာအားဖြင့် design strength က35 megapascal ဖြစ်တယ်။ဆိုပါစို့စက်တိုက် test result 3ခုက36 megapascal, 34 megapascal, 35 megapascal ဖြစ်တယ်ဆိုရင် average က35 megapascal ရရှိပါတယ်။ဒါဆိုရင်ပထမ criterion ကိုပြည့်မီပါတယ်။ဒါပေမဲ့ average က34 megapascal ပဲရတယ်ဆိုရင်တော့ဒီ criterion ကိုမပြည့်မီတော့ပါဘူး။ဒီ rule ရဲ့ရည်ရွယ်ချက်က concrete production တစ်ခုလုံးရဲ့ quality ကိုအကဲဖြတ်ဖို့ဖြစ်ပါတယ်။ test result တစ်ခုချင်းစီထက် production trend ကိုပုံမအလေးထားတဲ့စီးမြင့်ဖြစ်ပါတယ်။ဒုတိယ criterion individual test result limit ဒုတိယစီးမြင့်ကတော့ individual test result အတွက်ဖြစ်ပါတယ်။ ACI က test result တစ်ခုချင်းစီအလွန်နည်းသွားတာကိုလည်းခွင့်မပြုပါဘူး။ concrete design strength 5000 PII concrete ကျင့်သုံးမှုတွေပဲဖြစ်ပါတယ်။ဒီ case result မဆို specified strength ထက် 10% ထက်ပိုပြီးနေလို့မရပါဘူး။ဒီ criterion ရဲ့ရည်ရွယ်ချက်ကတော့အလွန်အားနည်းတဲ့ concrete patch တစ်ခုမတော်တ site ထဲဝင်မလာစေဖို့ safety control တစ်ခုအဖြစ်ထားရှိခြင်းဖြစ်ပါတယ်။အရေးကြီးတဲ့မှတ်ချက်ဒီနေရာမှာ QA QC engineer တွေအများဆုံးနားလည်မှုလွဲတတ်တဲ့အချက်တစ်ခုကိုသတိထားစေချင်ပါတယ်။ ACI 318မှာပြောထားတဲ့ test result ဆိုတာ cylinder တစ်လုံးရဲ့ strength ကိုဆိုလိုတာမဟုတ်ပါဘူး။ test result တစ်ခုဆိုတာ cylinder 2လုံးသို့မဟုတ်3လုံးရဲ့ average strength ကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာတစ်ချိန် sampling လုပ်တဲ့အခါ cylinder 2လုံးစမ်းသပ်ပြီး cylinder 1 equals 35.8 megapascal, cylinder 2 equals 36.4 megapascal ရရှိတယ်ဆိုရင် ACI အရ test result က 36.1 megapascal ဖြစ်ပါတယ်။ဒီ average value ကိုပဲ acceptance criteria နဲ့နှိုင်းယှဉ်ရမှာဖြစ်ပါတယ်။ဒါကြောင့် cylinder တစ်လုံးအနည်းငယ်နည်းနေလို့ concrete ကိုချက်ချင်း reject လုပ်လို့မရပါဘူး။အခုတော့ ACI 318-19 ရဲ့ acceptance criteria ကိုလက်တွေ့ဥပမာတွေနဲ့တွက်ချက်ကြည့်ရအောင်။ theory ကိုဖတ်ရုံနဲ့ထက် example တွေကိုတွက်ကြည့်လိုက်ရင် rule နှစ်ခုကိုဘယ်လိုအသုံးချရမလဲဆိုတာပိုပြီးရှင်းလင်းသွားပါလိမ့်မယ်။ဒီ slide မှာဥပမာနှစ်ခုပါရှိပါတယ်။ပထမဥပမာက C30 concrete ဖြစ်ပြီးသတ်မှတ်ထားတဲ့ design strength FC equal 4500 psi ဖြစ်ပါတယ်။ ACI 318အရ design strength က5000 psi အောက်ဖြစ်တဲ့အတွက် individual test result ရဲ့အနည်းဆုံးလက်ခံနိုင်တဲ့တန်ဖိုးကို 4500 minus 500 equals 4000 psi လို့သတ်မှတ်ရပါတယ်။ဒါကြောင့် test result တစ်ခုချင်းစီဟာ 4000 psi ထက်မနည်းရပါဘူး။အခု test 1နဲ့ test 2ကိုကြည့်မယ်ဆိုရင်နှစ်ခုစလုံးဟာဒီ individual requirement ကိုပြည့်မီပါတယ်။ test 3ရောက်တဲ့အခါမှာတော့ပထမဆုံးအကြိမ် test result 3ခုရဲ့ average ကိုတွက်ချက်နိုင်ပါပြီ။တွက်ချက်ကြည့်ရင် 4620 plus 4780 plus 4350 divided by 3 equals 4583 psi ဖြစ်ပါတယ်။ဒီ average ဟာသတ်မှတ်ထားတဲ့4500 psi ထက်ပိုမြင့်နေတဲ့အတွက် criterion 1ကို pass ဖြစ်ပါတယ်။ဒါပေမဲ့ test 5ရောက်တဲ့အခါမှာတော့ result က3950 psi ဖြစ်နေပါတယ်။ဒီတန်ဖိုးဟာ individual minimum ဖြစ်တဲ့4000 psi ထက်နည်းနေတဲ့အတွက် criterion 2ကို fail ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး test 3, test 4နဲ့ test
test file တို့ရဲ့ running average ကိုထပ်တွက်ကြည့်ရင်4270 psi ပဲရရှိပါတယ်ဒီ average ဟာ required strength ဖြစ်တဲ့4500 psi ထက်နည်းနေတဲ့အတွက် criterion 1ကိုလည်း fail ဖြစ်ပါတယ်တနည်းအားဖြင့်ဒီဥပမာမှာ ACI 318ရဲ့ acceptance criteria နှစ်ခုစလုံးကိုမပြည့်မီတဲ့အတွက် concrete ကို accept လုပ်လို့မရတော့ပါဘူးဒုတိယဥပမာဖြစ်တဲ့ C40 concrete ကိုဆက်ကြည့်အောင်ဒီဥပမာမှာ FSC equal 6000 psi ဖြစ်ပါတယ်ဒီတန်ဖိုးဟာ5000 psi ထက်ပိုမြင့်တဲ့အတွက် ACI က individual test result ကို500 psi နဲခွင့်ပေးတဲ့ rule ကိုမသုံးတော့ပါဘူးအဲ့ဒီအစား individual minimum ကို 0.90 times 6000 equals 5400 psi လို့သတ်မှတ်ထားပါတယ်အခု test 4ရဲ့ result ကိုကြည့်မယ်ဆိုရင်5350 psi ဖြစ်နေပါတယ်ဒီတန်ဖိုးဟာ required minimum ဖြစ်တဲ့5400 psi ထက်နည်းနေတဲ့အတွက် individual criterion ကို fail ဖြစ်ပါတယ်ဒီ test result ဟာ3ချိန်ဆက်တိုက် average ကိုလည်း6000 psi အောက်ကျစေတဲ့အတွက် running average criterion ကိုလည်း fail ဖြစ်စေပါတယ်ဒီ slide ကို summary လုပ်ပြီးပါမယ်ဒီဥပမာနှစ်ခုကနေအရေးကြီးတဲ့သင်ခန်းစာတစ်ခုရရှိပါတယ် ACI 318အရ concrete acceptance ကိုဆုံးဖြတ်တဲ့အခါ individual reset နဲ့ two test running averageနှစ်ခုစလုံးကိုအမြဲတွက်ချက်ပြီးအတည်ပြုဖို့လိုအပ်ပါတယ်နောက် slide မှာတော့အခြား standard တစ်ခုဖြစ်တဲ့ EN 206ရဲ့ concrete acceptance criteria ကိုဆက်လက်ဆွေးနွေးပြီးသွားပါမယ်ခုတော့ဥရောပနိုင်ငံများမှာကျယ်ကျယ်ပြန့်ပြန့်